ဒီနေ့ကတော့ကျွန်တော်တို့100 day of virtualization ရဲ့ day 6ပေါ့နော်day 6မှာဆိုရင်ကျွန်တော်ကဒီ storage virtualization and storage protocol ပေါ့နော်အဲ့ဒီခေါင်းစဉ်နဲ့ကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်စကြည့်လိုက်အဲ့ကျွန်တော် storage virtualization ဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့ကျွန်တော် storage တွေကို virtualize လုပ်မှာပေါ့နော် okay အဲ့တော့သူလည်းအရင်ရှေ့ကကျွန်တော်ပြောခဲ့တဲ့ network တွေ CPU တွေ memory တွေနဲ့တူတူပါပဲเนาะပြီးတော့သူ့မှာသူ့ရဲ့ protocol တွေသူ့ရဲ့ storage type တွေတော့ရှိတာပေါ့เนาะ okay အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒါဒီ server တွေမှာပါတဲ့ storage တွေအစားပြီးတော့ကျွန်တော်တို့ပြောမယ်ပေါ့เนาะအပုံမှန်ဆိုကျွန်တော်တို့ server တွေမှာသူ hypervisor တင်ဖို့အတွက်ဒီ storage တွေပါလာပြီးသားပေါ့เนาะ okay အဲ့မှာအခြေခံအကျဆုံးအချက်တွေကကျွန်တော်စပြောမယ်အဲ့မှာဆိုရင်ကျွန်တော်ပုံမှန် server တွေမှာဆိုရင်သူ့မှာ RAID card တွေပါတယ်ပေါ့နော် RAID ဆိုတာကျွန်တော်တို့ဒီပြောမယ်ဆိုတော့အလုံးစုံအတစ်နှလုံးပေါ့နော်နှလုံးကိုကျွန်တော် RAID 1ထိုင်လိုက် RAID 1ဆိုတော့ကျွန်တော် mirror ပေါ့ mirror ရင်းလောက်တာပေါ့အဲ့နှလုံးကိုတစ်လုံးဖြစ်အောင်ကျွန်တော်ပေါင်းလိုက်တယ်ဒါကိုဒီကောင်လုပ်ပြီးလဲဆိုတော့ကျွန်တော် RAID controller လုပ်ပြီးရပေါ့နော် okay အဲ့ဒါလေးက RAID controller ပေါ့ကျွန်တော် hard disk ကကျွန်တော်စီမှာ900 GB နှလုံးရှိတယ်ဆိုပါတော့2ဒီပါနော်အဲ့ဒါကိုကျွန်တော် RAID 1နဲ့ထိုင်လိုက်တယ်ဆိုလို့ရှိရင်900 GB တစ်လုံးရမယ်ပေါ့နော်ဒါ logical ရပါတော့ကျွန်တော်အဲ့ဒါကိုဘာမှသွားဆောက်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ server management နဲ့မှာကျွန်တော်သွားပြီးတော့သွားလုပ်လို့ရတယ်ဒီမှာဆိုကျွန်တော် virtual disk လေးရမယ်ပေါ့နော်1အဲ့ဒါက900နော်အဲ့လိုရမယ်အဲ့ဟုတ်ပြီကျွန်တော်တို့အမှ virtual disk 900 GB ရတယ်အဲ့ဟာကိုအဲ့ဒီပုံမှာပဲကျွန်တော် hypervisor တွေတင်လိုက်တာပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ရဲ့ OS ကဒီပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ဒီ physical ပေါ်မှာ dependent မဖြစ်တော့ဘူးပေါ့နော်ဒါကလည်း storage virtualization တစ်စိတ်တစ်ပိုင်းပဲပေါ့နော်အဲ့မှာကျွန်တော်ဟုတ်ပြီ hard disk ကနှလုံးဆိုတော့ကျွန်တော်တစ်လုံးပြတ်သွားတာပေါ့နော်တစ်လုံးပြတ်သွားရင်ပြဿနာမရှိဘူးဘာလို့လဲကျွန်တော်နှလုံးလုံးထားအောင်RAID တွေကကျတော့ဒါကျွန်တော်တို့ storage ကိုလိုချင်တဲ့ပုံစံအတိုင်းကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်storage ဘာလဲ RAID 1ဆိုတော့ကျွန်တော် mirror လုပ်တာဖြစ်တစ်လုံးအပြတ်ခံတယ်ပြီးတော့ RAID 5ပေါ့နော် RAID 5ဆိုရင် RAID 5လည်းအဲ့လိုပဲတစ်လုံးအပြတ်ခံတယ်သူ RAID type တွေကိုကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်ကျွန်တော်ဒီမှာအရင်ဆုံး RAID 0 RAID 0ရတာကိုကျွန်တော်ပြောတော့ဘာ data မှမရှိဘူးဘာမှ redundancy မရှိဘူးဥပမာကျွန်တော် hard disk တစ်လုံးနဲ့ကို Windows တင်တယ်ကျွန်တော်ပုံမှန်ကျွန်တော် laptop တွေမှာပါတယ်လို့ပဲပေါ့နော် Windows တင်တယ်ဒါပဲRAID 0ပဲပေါ့နော်အဲ့လိုချမ်းမြင်ကျွန်တော်မှတ်ထားလို့ရတယ်Okay နောက်က RAID 1 RAID 1ကခုနပြော mirroring ပေါ့နော် duplicate လုပ်တာကျွန်တော်တို့ဒီဘက်မှာဒီဘက် disk နှစ်ခုရှိရဆိုအဲ့ဒီ disk 1မှာ okay ကျွန်တော်1လောက်လာနော်ဒီကျွန်တော် hard disk လေးနှလုံးထပ်ထည့်လိုက်မှာထည့်လိုက်နော်အဲ့နှလုံးကိုကျွန်တော်ဒီမှာတစ်လုံးနဲ့ဖြစ်အောင်ပေါင်းလိုက်တယ်နော်အဲ့ဒါကို RAID 1ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ဒီ disk မှာ1 data 0ဆိုပြီးရင်ဒီဘက်မှာ data 0ဒီဘက်မှာ1ဆိုရင်ဒီဘက်မှာ1အဲ့လိုမျိုးဖြစ်သွားမှာနော်mirror လောက်တာပေါ့နော်နောက်က RAID 5 RAID 5ဆိုကျွန်တော်သူ့ရဲ့ priority disk လေးတစ်ခုပါတယ်ပေါ့နော်ကျွန်တော် RAID 5ဆိုရင်ကျွန်တော်အနည်းဆုံး disk ကကျွန်တော်3လုံးလိုတယ်ပေါ့နော်3လုံးလိုပြီးမှကျွန်တော် RAID level သူကပြန်သတ်မှတ်တာ disk တစ်ခုထွက်လာတာပေါ့နော်အဲ့ဟာကိုဒါပေမဲ့အဲ့ disk 3ခုမှာကျွန်တော်ကတစ်ခုအပြတ်ခံတယ်နော်
RAID 6ဆိုရင်ကျွန်တော်ကနှစ်ခုအပြတ်ခံတယ်ပေါ့နော်ပြီးနောက် RAID 10 RAID 10ဆိုတာ RAID 1နဲ့ RAID 0နဲ့ပေါင်းထားတာပေါ့နော်โอเคအဲ့လိုမျိုးကျွန်တော် rate type တွေရှိတယ်ပြီးတော့ဒါကကျွန်တော် controller တွေမှာလုပ်လို့ရတယ် rate type တွေပေါ့နော်ပြီးရင်ကျွန်တော်ဒီ storage server တွေရှိ storage ထုတ်တဲ့ဟာရှိပေါ့ဥပမာ Dell storage တို့ HP storage တို့စသဖြင့်ဒီကောင်တွေမှာလည်းပါတဲ့သူရဲ့ rate level တွေကျွန်တော်ရှိတယ်ပေါ့နော်ဒါတွေကသူတို့ရဲ့ကိုယ်ပိုင် modify လုပ်ထားတဲ့ rate level တွေရှိတယ်နော်โอเคအဲ့ဒါကျွန်တော်ပြောချင်တာကတော့ပုံမှန်ကျွန်တော် server တွေမှာဆိုရင်သူမှာ rate cap ပါပြီးသားเนาะအဲ့ rate cap မှာမှကျွန်တော် static cap ပဲလုံးထည့်တာလေနှလုံးထည့်ရရင်ကျွန်တော် rate 1ပဲလုပ်လို့ရမယ်เนาะသုံးလုံးထည့်ရရင်ကျွန်တော် rate 5လောက်လုပ်လို့ရတယ်ပေါ့နော်အဲ့ထက်ပို့ပြီး redundancy ဖြစ်ချင်တယ်ဆိုရင် rate 6တို့လုပ်လို့ရမယ်เนาะအဲ့တချို့ rate တွေဆိုလို့ရှိရင်ကျွန်တော်ဒါ data rewrite speed ကိုကောင်းအောင်လုပ်တာလည်းရှိတယ်เนาะโอเคဒါကတော့ကျွန်တော်အသေးစိတ်တော့မပြောတော့ဘူးဒီ rate တွေနဲ့အကြောင်းသိချင်ကျွန်တော်တခြားသွားပြီးတော့ပြန်ဖတ်ကြည့်လို့ရတယ်เนาะကိုယ်ထဲမှာရှာပြီးဖတ်ကြည့်လို့ရတယ်ဒါပေမဲ့ဒီ storage virtualization နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဟာလည်းမဖြစ်ပါမှာဆိုကျွန်တော်အကြမ်းမြင်နေပဲပြောပြလိုက်တာเนาะโอเคအဲ့ဒါဆိုကျွန်တော်တို့ဒီမှာဒီ hypervisor တင်ဖို့အတွက်ဆိုကျွန်တော် virtual disk တစ်ခုစောက်ပြီးတော့ဒီနှလုံးကိုတစ်လုံးဖြစ်အောင်ပေါင်းလိုက်တယ်အဲ့ဒီပုံမှာတင်တယ်အဲ့တော့ကျွန်တော် maybe ဒီ hard disk နှစ်ခုတည်းကတစ်ခုဖြစ်သွားတစ်ခုကပြတ်သွားရဆိုရင်တော့မှကျွန်တော်မှာနောက်တစ်လုံးရှိတယ်ပြဿနာမရှိဘူးเนาะโอเคအဲ့တော့ဟုတ်ပြီဒါကတော့ကျွန်တော် hypervisor တင်မဲ့ဟောပေါ့နော် disk ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဟုတ်ပြီအဲ့ပုံမှာ VNA တင်ဖို့ကြတော့โอเคအဲ့မှာ VNA တင်ဖို့ကြတော့ကျွန်တော်က storage ဒီတီးတန့်ကျွန်တော်ထားတယ်ပေါ့နော်တကယ် enterprise level တွေမှာဆိုရင်အဲ့တော့ကျွန်တော်အဲ့ဒါဘာလို့ခေါ်လဲဆိုရင် storage ပဲပေါ့နော်โอเคအဲ့ storage တွေဆိုရင်သူကလုံးဝ data ဒီကိုသိမ်းဖို့အတွက်လုပ်ထားတဲ့ byte တွေပေါ့နော်ကျွန်တော် compute တွေမပါဘူး memory တွေမပါဘူးเนาะသူ့ဘောင်ဘာ VM run လို့မရဘူးလို့ပြောချင်တာပေါ့နော်ဒါပေမဲ့သူ့မှာ storage လုပ်ဖို့အတွက်ဒါပေမဲ့သူ့မှာသူ့ရဲ့ storage အလုပ်လုပ်ဖို့အတွက်သူ့ရဲ့ CPU run တွေတော့ပါတယ်ပေါ့နော် okay ဒါပေမဲ့ VM တွေပါတော့ကျွန်တော်သွားဆောက်လို့တော့မရဘူးเนาะ okay ဒီမှာရှိလားမရှိဘူးအဲ့တော့ကျွန်တော်ဟုတ်ပြီဒါပဲထားလိုက်ပါဒါ storage ပေါ့နော်ဟုတ်ပြီ storage ပုံမှန် storage တွေမှာဆိုကျွန်တော် hard disk တွေအများကြီးပါတယ်ပေါ့နော် okay ဒါပဲကျွန်တော်ယူလိုက်မယ်နော်အဲ့လိုအများကြီးပါတယ်ဟုတ်ပြီအဲ့ဒါအောင်မှကျွန်တော်တို့ရဲ့ server တွေနဲ့လာပြီးတော့ပြန်ပြီးတော့ချိန်တယ်ချိန်ရနေမှာကျွန်တော်တို့ဒီမှာ protocol တွေသိရမယ်ပေါ့နော် okay ဒီဟာ glue လုပ်လိုက်ဒါကျွန်တော်တို့ကဘာလို့ခေါ်လဲဒီသွားတဲ့ connection ကိုကျွန်တော်တို့က fiber channel ဒါမှမဟုတ်ကျွန်တော်တို့တခြား protocol network protocol တွေသုံးလို့ရတယ်ပေါ့နော်အဲ့တော့ storage ကိုစပြီးတော့လေ့လာမယ်ဆိုကျွန်တော်တို့ကသိရမယ့် protocol တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ fiber channel FC လို့ခေါ်တယ်ပေါ့နော် FC storage ပြီးရင်ကျွန်တော်တို့က okay အဲ့မပြောရင်ကျွန်တော်ဘာလေးပြောမယ်ဘာလဲဆိုတော့ကျွန်တော်မှာ file level ရှိမယ်နောက် block level ပြီးရင်ကျွန်တော် object storage ဆိုရင်ကျွန်တော်တို့ဒါတော်တော်များများသိပြီးသားလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော် AWS တို့ဘာလို့မ S3 တို့ဘာလို့ဒီကောင်တွေဆို object storage တွေပေါ့နော်အကောင်တွေဆိုကျွန်တော်တို့ဒီ data တွေ file တွေကိုသိမ်းတာပေါ့နော် image တွေ object တွေကိုသိမ်းတာပေါ့နော်အဲဒါကြောင့်မသူ object storage လို့ဆိုပြီးခေါ်တာဟိုနောက်တစ်ခါကျွန်တော် block level storage block level storage မှာဆိုကျွန်တော်တို့အဓိကအသုံးအများဆုံးပေါ့နော် file level ကြာတာကျွန်တော်တို့သိပြီးသား file level ဆိုကျွန်တော်ဘာရှိမလဲဆိုတော့ SMB ပေါ့နော်ဒါကျွန်တော် file Windows မှာပါတယ် share ပေါ့နော် NFS နော်ဒါတွေရှိမယ် dot level မှာဆိုရင်ကျွန်တော်ဘာရှိမလဲဆိုတော့ iSCSI FC ရှိမှာပေါ့နော်နောက်အများကြီးရှိတယ် NVMe over Ethernet တို့ပါတော့နော်
story ကနောက်ထပ်အများကြီးကျွန်တော်ရှိဒါလောလောဆယ် basic မဖြစ်မနေသိရမယ်ပေါ့နော်ဒါ object level ကကျွန်တော်တို့ဒါ AWS ရဲ့ဟိုပေါ့နော် S3 ပေါ့ဒါရှိမှာအဲ့တော့ကျွန်တော် story တွေကပုံမှန်အပြင်ဘာ support လုပ်လဲဆိုကျွန်တော် file level နဲ့ block level story တွေကတော်တော်များများ support လုပ်တယ်နောက်ပိုင်းတချို့ story တွေဆိုလို့ရှိရင် S3 လည်း support လုပ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်မဖြစ်မနေသိရမယ်ဟာ block level ပေါ့နော်block level ဆိုကျွန်တော် Fiverr channel ရှိမယ် iSCSI ရှိမယ် iSCSI ဆိုတာကျွန်တော်တို့ဘာလဲဆိုတော့ဒီကောင် IP ပေါ်မှာအခြေခံပြီးအလုပ်လုပ်တာပေါ့နော် IP ကိုသုံးပြီးတော့ကျွန်တော်တို့ကအလုပ်လုပ်တာဖြစ်တယ်အဲကြောင့်မလို့သူ့ကိုသွားတယ်ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကသုံးညယ်ဆိုလို့ရှိရင်ဒီ story မှာ network ပြန်ပြီးတော့ပေးပြရတယ် network တစ်ခုပေးပြရပြောရမယ်ဆိုရင်ဗျာ IP address တစ်ခုပေးပြရเนาะအဲ့တော့မှတော့ဒီ story ကိုဒီ server လာပြီးတော့ attach လုပ်လို့ရနောက်တစ်ခုက Fiverr channel ကကျတော့ကျွန်တော် IP တွေဘာမှမသုံးဘူးသူ့မှာပါတဲ့ worldwide port name တွေကိုကျွန်တော်သုံးပြီးတော့ဒီ server နဲ့ story နဲ့ကိုချိန်တာပေါ့နော်အဲ့ဟာကျတော့ပို့ပြီးတော့ low latency ဖြစ်တယ်ပြီးတော့ read write speed ပို့ပြီးတော့ကောင်းတယ်ပေါ့နော်တော်တော်များများ enterprise တွေမှာဆိုရင်ကျွန်တော် Fiverr channel ကိုသုံးနေရှိတယ်ပေါ့နော်Fiverr channel ဆိုအနည်းဆုံးကျွန်တော်က 16G ကစပြီးတော့ရှိတယ်ပေါ့နော်အရင်တော့ကတော့ 8GB တို့ဘာလို့ရှိတယ်ပေါ့ FC ဆိုရင်ကျွန်တော်16တို့เนาะ6 32 64 128အဲ့ဒီအထိကျွန်တော်က USB အများကြီးပဲပေါ့နော်ဒါသူက support လုပ်တယ်ကျွန်တော် network level မှာဆိုရင်လည်းအဲ့လိုပဲပေါ့နော် iSCSI သုံးမယ်ဆိုရင်ဦးနောက်ပိုင်းကျွန်တော် 10G 20G 40G စသဖြင့်အဲ့လိုမျိုးရှိတာပေါ့နော်အဲ့လိုသုံးလဲရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ iSCSI တို့ဘာလို့သုံးလို့ရှိရင်ကျွန်တော် IP ပေါ်ကသွားတာဖြစ်တဲ့အတွက်သူ့ရဲ့ package တွေကတချို့ဟာဆိုအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော် storage တွေတီးတန့်အတွက်ဆိုသူက Fiverr channel သုံးတာကတော့တကယ် enterprise တွေမှာဆိုရင်သူကအကောင်းဆုံးပဲပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာ Fiverr channel သုံးပြီးကျွန်တော်ကဒီ server ကိုဒီ server နဲ့ချိတ်ပြီးသွားပြီပေါ့နော်ချိတ်ပြီးသွားပြီကျွန်တော်ဒီ storage ထဲမှာဒါကကျွန်တော် physical storage ပေါ့နော်အဲ့ဒီ physical storage ထဲမှာကျွန်တော်ဘာပြန်လုပ်လဲဆိုတော့သူ့ကိုကျွန်တော်သုံးပြီးတော့လွန်လေးပြန်ဆောက်ရပေါ့နော် logical နံပါတ်လေးပြန်ဆောက်တယ် logical unit လေးပေါ့နော်အဲ့လိုလေးပြန်ဆောက်တယ်ဒီဆုံးကိုကျွန်တော်ဘာလုပ်ရလဲဆိုပူးဆောက်ရတယ်ပေါ့နော်โอเคအဲ့ကျွန်တော်ဒီတတန်းကို1 2 3 4ဒီရှစ်လုံးကိုကျွန်တော်ပူ1ပေါ့နော်1နောက်ခု sorry နောက်တစ်ခုကျွန်တော်ပူ2ပေါ့နော်အဲ့လိုဆောက်ရတာပူ1ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ရင်းနဲ့ပူ1ဆိုဒီကောင်နဲ့ချိန်မှာပေါ့နော်ကောင်နဲ့ချိန်တာမယ်ပူ2ဆိုရင်တော့ကျွန်တော်ဒီအောက်ကအတစ်တင်ချိန်တာမယ်နော်ဟုတ်ပြီကျွန်တော်ဒီလိုလေးဆွဲလိုက်ပြီးတော့မှအဲ့ပူးပေါ်မှာကျွန်တော်ဘာလေးထပ်ဆောက်မလဲဆိုတော့ logical unit number လေးဆောက်မယ်လွန်လေးပေါ့နော်ဟာလွန်လေးရှိမယ်အဲ့လွန်ကမှကျွန်တော်တို့ဒီအပေါ်ကဒီပေါ်က host server နဲ့တွားပြီးတော့မြင်ရမှာပေါ့နော်ဒီကျွန်တော်ဒီမှာနှစ်ခုဆောက်လိုက်မယ်ဒီပူ1မှာပူ2မှာလည်းကျွန်တော်ကလွန်နှစ်ခုဆောက်လိုက်မယ်โอเคအဲ့တော့ကျွန်တော်ဒီလွန်မှကျွန်တော်ကဒီပေါ်က server နဲ့ပြန်ပြီးတော့ပြန် mapping လုပ်ပြရတယ်ပေါ့နော် storage တွေမှာအဲ့လို mapping လုပ်တော့မှသူကဒီလွန်ကိုဒီလွန်၄ခုပေါ့နော်ဥပမာကျွန်တော် 100GB အပေါ်ကပူ1မှာလည်း 100GB လွန်နှစ်ခုအောက်မှာလည်းပူ2မှာလည်း 100GB နှစ်ခုဆိုကျွန်တော် 100GB ၄ခုပေါ့နော်အဲ့ဒီဟာကိုကျွန်တော် server ကနေဘယ်လိုမြင်ရမလဲဆိုကျွန်တော်တို့ရဲ့ Windows မှာဆိုကျွန်တော် disk management ပေါ့နော် Linux မှာဆိုလည်း LSPX ခေါ်ကြည့်လိုက်ရင်ကျွန်တော်အမှာ disk တွေတွေ့ရလိမ့်မယ်အဲ့ disk နေရာမှာကျွန်တော် 100GB ၄ခုကျွန်တော်တွေ့ရလိမ့်မယ်เนาะဒါကသူ့ရဲ့လုပ်တဲ့ပုံစံပေါ့အဲ့ဒီပုံမှာကျွန်တော်အဲ့ဒါအောင်မှကျွန်တော်ကဒီ hypervisor တွေက
ဘာလုပ်မလဲဆိုတော့ VM ဆောက်တဲ့အခါမှာဒီကောင်ကိုဒီ100 gig လေးခုကိုသူက data store အနေနဲ့ကျွန်တော်ပြန်မှတ်မယ်ပေါ့နော်။မှတ်ပြီးတော့မှကျွန်တော်အဲ့ဒီပေါ်မှာ VM တွေပြန် create လုပ်မယ်နော်။အဲ့လို create လုပ်လိုက်တော့မှသူကဒီ VM တွေသိမ်းတဲ့နေရာကဒီလွန်နေထဲမှာဖြစ်သွားမယ်ပေါ့နော်။ ဟေးဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါ VN တွေသိမ်းတဲ့ဟာပေါ့နော်အဲ့တော့ VN ဒါတကယ်ပုံစံကတော့ဒီလိုပုံစံမျိုးသွားတာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီဟာတွေကိုသိမ်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဥမာဒီ VN1 အတွက်ပေါ့နော်ကျွန်တော်က50 gig ထားလိုက်တယ်ဟုတ်ပြီအမှမှသူကတချို့ hypervisor တွေဆိုလို့ရှိရင်ကျွန်တော်ဗာလဲ pre allocate နဲ့ pre allocate နဲ့ကျွန်တော်ဒီ3သက်လောက်ပဲယူတဲ့ space ရှိတယ်ပေါ့နော် thin လို့ thick လို့ခေါ်တယ်ပေါ့နော် thin ရှိမယ် thick ရှိမယ် thick provision နဲ့ thin provision ပေါ့နော်အဲ့တော့ကျွန်တော် thin ဆိုလို့ရှိရင်သူကဒါကျွန်တော်လိုသလောက်ပဲကျွန်တော်သုံးတာပေါ့ဥပမာကျွန်တော်ကဟုတ်ပြီဒီ VM1 အတွက်ကျွန်တော်က VM တစ်ခုကို thin provision နဲ့ကျွန်တော်က50 gig 50ဆိုမှ50 gig ကျွန်တော်ထားလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် operating system တွေပါတယ်အကုန်လုံးတင်ပြီးတော့မှတကယ်သူ့ရဲ့ user ပဲဘယ်လောက်ပဲရှိရဆိုတော့ maybe 32 gig ပဲဆိုပါတော့32 gig ပဲဆိုပါတော့เนาะဒါဆိုရင်အကျွေပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆို तू ကတကယ် storage စီမှာတွားပြီးတော့ရှိနေတာကတော့ 32K ပဲဒါပေမဲ့ကျွန်တော်တို့ဒီ VN ရဲ့ size တွေနဲ့မှာ storage ကိုတွားကြည့်လိုက်လဲဆိုရင်တော့50K ဖြစ်နေရပေါ့နော်ဒါကို thin provision လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်းရဲ့ rewrite speed ကကြောက်တိတ်တော့မကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ thick ဆိုတာရှိ thick ကကြောက်ကျွန်တော်တို့ကဟိုမှာကျွန်တော် VN2 ကိုတင်တော့ 100GB ထားလိုက်တယ်အဲ့တော့ तू က 100GB thick provision နဲ့ကျွန်တော်တို့ထားလိုက်တယ်ဆိုရင်တခါတည်း तू ကယူသွားတာပေါ့နော်ဒါ100 gig ကျွန်တော်အပြီးတိုင်ယူသွားတာအကျိုးရဲ့ကျွန်တော်ကယူသွားတာအဲ့တော့သူ့ရဲ့ OS ကတော့ဟုတ်ပြီ installation လုပ်တဲ့အခါမှာ100 gig ပြည့်ချင်မှပြည့်မယ်ဒါပေမဲ့သူက storage ထဲမှာ100 gig ကိုသူကတခါတည်းယူလိုက်တယ်ပေါ့နော်အဲ့ဒါမျိုးပြောတာအဲ့ဒါကိုကျွန်တော် thick provision လုပ်တယ်လို့ခေါ်တယ်ပေါ့ဒါကြောင့်ကျွန်တော် hypervisor တွေပေါ်လုံးမူတည်တယ်ပေါ့ကျွန်တော် VMware မှာဆိုတော့အဲ့လိုအခေါ်တွေရှိတယ်တခြား hypervisor တွေဆိုလည်းသူ့ရဲ့အခေါ်တွေရှိတယ်ပေါ့နော် pre allocation လုပ်မှလားမလုပ်ဘူးလားပေါ့နော် okay ဒါကတော့ဒီနေ့ကျွန်တော် storage virtualization နဲ့သူ့ရဲ့ protocol တွေအကြောင်းကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်ဒီတော့ကျွန်တော် storage virtualization နဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ညွှန်လင့်ပါတယ်အဲ့တော့ဗီဒီယိုကတော့ဒီလောက်ပါပဲ